လုံးနေရလားဟိုမှာတနေ့တန်နေတယ်လုံးနေမှာကိုကဘာမှဖြစ်လာရဲဆိုတော့ဆလာတယ်ပေါ့ဒီဟာလုံးတာတော့ခုမှာဒါမှမဟုတ်ဒါကြီးကငါမှားတယ်အဲ့ချိန်မှာဒီကြီးကဘာလို့ဆိုဟာသိကြတော့အဲ့ဒါကမင်းပြောတဲ့ဟာကွာငါလည်းသိပြီဒါပေမဲ့တကယ်လို့ကွာအဲ့ဒီလိုမျိုးလက်လျှော့ခြင်းပဲရှိတယ်ဆိုရင်မင်းလက်လျှော့လိုက်တော့ကွာသိလားအဲ့ဒီညာပေါ့ကွာဟိုဘယ်လိုပြောရမလဲမင်းထင်တော့တဲ့ရလက်မျိုးမရှိဘူးဆိုပြီးတော့မင်းလက်လျှော့လိုက်ဒါပေမဲ့အဲ့ဒီຢာကြီးကကွာမင်းကောင်းလေးကလုံးဝချောင်းမသွားဘူးဒီမှာကွာငါတို့တပုတ်ပုတ်လက်လွတ်လိုက်တယ်ဆိုတာသိကြသွားပြီဆိုတော့လုံးဝကိုထွက်သွားတာကောင်းလည်းမရှိရတော့အဲ့လိုအခြေအနေမျိုးပြောတာပေါ့ငါသိချင်ပါတော့ကျတော့အဲ့ဒါကြီးကမထွက်သွားဘူးဆိုတော့သိကြတယ်အဲ့ဒီຢာနဲ့ပတ်သက်ပြီးတော့ဆက်ကြိုးစားခြင်းတွေပြီးရပေါ့ဆက်လုပ်ခြင်းတွေပြီးရပေါ့လိုပဲဖြစ်ဖြစ်နဲ့နောက်ဆုံးမှာတော့ဆက်လုပ်ပါလို့ထင်တာအဲ့ဒီຢာပေါ့ဒီလက်လျှော့ဖို့ဆိုတာကဆက်လုပ်မယ်ပို့ပြီးတော့ရွေးဖြစ်မယ်ဆိုတကယ်လို့မင်းလက်လျှော့ချင်တာတကယ်ပြေကြသွားပြီဆိုတော့ပြေကြအဲ့ဒီຢာတကူကမင်းကောင်းနေတော့လုံးဝထွက်သွားဟုတ်တယ်ဟိုကမင်းထားပါတော့ဒီသားထားရတယ်ဒီတော့ပြီလုံးဝအဆင်မပြေတော့ဘူးမင်းကောင်းမလေးပြောင်းတယ်လုံးဝအဆင်မပြေတော့မင်းအဲ့ဆိုပြတ်သွားပြီမှုံလုပ်လိုက်လုံးဝဒီမဲ့ကိုလုံးဝmemory ပါတယ်အကုန်မရှိတော့ဘူးသိလားအဲ့လိုအခြေအနေမျိုးပေါ့ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမဟုတ်ပဲမင်းကလုံးဝမှုံလုပ်လို့မရဘူးဆိုတော့မင်းအဲ့ဒီအရာတကယ်ချစ်နေတာပေါ့တကယ်ဆက်ပြီးစူးစမ်းခြင်းတွေရတယ်ချစ်နိုင်တယ်